ဘူးနဲ့ဘူးလက်နဲ့ဒီဟာကိုခံတာပါကျွန်တော်ကအဲ့ဒါဆိုကျွန်တော်တို့ဖြတ်တဲ့ချိန်ဒီဟာအောက်ကိုမစင်းတော့ဘူးဘိုးကျွန်တော်ဒီဟန်ကိုဖြတ်ရင်ကျွန်တော်ဖြတ်တဲ့ vibration နဲ့ကျွန်တော်တို့ကအကုန်ပြန်ပိတ်တော့ပါဟုတ်တယ်အန်ဒီယာအသက်ရှင်နေဟုတ်တယ်ကလေးတွေကလည်းအသက်ရှင်နေကဲကြည့်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံငလျင်လှုပ်ခတ်လိုက်တဲ့အတွက်အခုလိုမျိုးပြဿနာတွေဖြစ်လာတာပေါ့နော်ငလျင်ကလည်းကျွန်တော်တို့မြန်မာနိုင်ငံကြီးကျမှပဲတလောက်ကြီးမားမားကိုဖျက်ရတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့တကယ်အခုလိုမျိုးဖြစ်တဲ့အချိန်တွေမှာဆိုရင်ပြေးရမှာပေါ့နော်တကယ်ကလေးတွေဆိုတော့လေအေးပေါ့နော်မသိမှလည်းကလေးတွေဆိုတော့လေကဲဒါဆိုရင်ကြီးပေါ့နော်တော်တော်များများကျွန်တော်တို့တွေ့ရတာကငလင်းလှောက်ခါကြတော့လှုပ်တော့ဆိုဘယ်လိုမျိုးလဲဆိုတဲ့ခါကျတော့တချို့တွေအော်တယ်မပြေးနဲ့အဲ့လိုမျိုးပေါ့ဝက်နေဆိုတော့အဲ့ဒါကြီးတအားကိုမားတယ်လို့ပြောချင်တာပဲပေါ့နော်တကယ်မားတယ်ပေါ့နော်ဒါကြီးဘာဖြစ်လို့လဲဆိုလှုပ်ပါတယ်ဆိုတော့ပြေးရမှာပဲပေါ့နော်ငလင်းလှုပ်တယ်ဆိုတာကအချိန်မြေးကိုဆောက်ထားတဲ့အဆောက်အအုံနဲ့ပြိုကျနိုင်တယ်ပျက်စီးသွားနိုင်တယ်ပေါ့နော်ပြိုသွားပြီဆိုကိုယ်ပေါ်ပြီးမှာပေါ့ဟုတ်တယ်ဟုတ်ဆိုတော့လွတ်ရကြွရတဲ့ပြင်ကိုပြေးရမှာပေါ့နော်မြေကြီးအက်ပြီးတော့မှပါသွားတယ်ဆိုတော့ဒါကတော့တကယ်ကိုယ့်ရဲ့တူကံကိုတအားဆိုးလွန်းလို့ပြောရမြေကြီးအက်ကွဲလို့ပါသွားရင်တော့မပြန်ပြီးတော့အဲ့လောက်ကြီးဖြစ်မှာမဟုတ်ဘူးပေါ့နော်ပြန်တက်လို့ရအောင်မယ်ပေါ့နော်ဆိုတော့ဒါတကယ်တမ်းဖြစ်လာပြီဆိုတာနဲ့ပြေးထုတ်ရမှာတချို့အဲ့ဒါမပြေးဘူးတချို့ဝက်နေပဲခိုင်းတာပေါ့နော်အခုလည်းအဲ့လိုမျိုးတွေဖြစ်ချင်လည်းဖြစ်မှာပေါ့နော်ဝက်နေဆိုပြီးတော့ဒါခိုင်းတဲ့အတွက်အခုလိုမျိုးတွေဖြစ်သွားနေချင်နေမှာပေါ့နော်ဒါကတော့ကြီးပြောနေရတာတကယ်ကိုမှစိတ်မကောင်းပေါ့နော်ဒီနေ့အမှန်တော့အောက်ဆီဂျင်ပိုက်ကိုဆွဲကလေးလေးဆွဲတာအဲ့မှာဆွဲတာမဟုတ်ဘူးဟုတ်တယ်ကလေးကအဲ့ထဲမှာအရွယ်ဒီလိုတယောက်ပါလေ10နှစ်တယောက်ပါတယ်10နှစ်တယောက်တနှစ်တယောက်ပြီးတော့16နှစ်19နှစ်လောက်တယောက်ပါတယ်ဒီတိုင်းဖြတ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကြောင့်ကမှုနဲ့ကျွန်တော်တို့လည်းဟိုနေလို့အမြင်ဖြစ်မှာကျွန်တော်တို့လည်းဖြစ်အောင်ပေါ့သူပြောတာလည်းမှန်တယ်ပေါ့နော်ကယ်ဆယ်ရေးသမားတွေပြောတာလည်းဒါအယမ်းမှန်တယ်ဒါသူတို့တွေလည်းတကယ်ကိုအယဲစွန့်ပြီးတော့ဒါလောက်ရတာပေါ့နော်သူတို့အထဲဝင်နေတော့တကယ်လို့များထပ်ပြီးတော့ပြိုကျတာတော့ပါလို့ဆိုသူတို့လည်းချိန်မေးပြီးသွားနိုင်တယ်ပေါ့နော်ဒါသူတို့ရဲ့လုံခြုံရေးကိုလည်းသူတို့တွေလည်းပြန်ပြီးကြည့်ရသေးတာပေါ့နော်ပြောချင်တာကတော့ဘယ်လိုပြောရမလဲဆိုရင်မြန်မာပြည်ကပတ်စံရှိတဲ့လူတွေတော်တော်များများပေါ့နော်ကိုယ့်ရဲ့နိုင်ငံမှာကဘယ်နည်းပါဖြစ်မယ်ဆိုတာဘယ်သူမှမပြောနိုင်ဖြစ်တယ်ဆိုတာလည်းကျွန်တော်တို့နိုင်ငံတနိုင်ငံနဲ့မဟုတ်ဘူးပေါ့နော်နိုင်ငံတွေတော်တော်များများဖြစ်နေကြတာပဲတချို့ဆိုကိုယ်နိုင်ငံထဲတောင်မှဆိုးဝါးဖြစ်တာတွေပုံကြီးမြင်ရတယ်ဟုတ်တယ်ဟုတ်လားဆိုတဲ့အခါကျရင်အခုလိုမျိုးဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံကကယ်ဆယ်ရေးသမားတွေမှာဘာမှမပါဘူးပေါ့နော်ဘာမှမပါဘူးဒူကြီးတွေစကတ်တွေပါဒီလောက်လေးပဲပါတာပေါ့နော်တကယ်ဒီတာနေကိုဖြတ်ဖို့ပြုဖို့အခုလိုမျိုးပေါ့နော်အချိန်မီဒီတိုက်ရမှာပြီးနေတဲ့လူတွေတက်ရှင်လဲလားမရှင်တော့ဘူးလားဆိုတာကိုတခါကြည့်ဖို့စစ်တွေပါဆိုတော့ဘာမှမရှိဘူးပေါ့နော်တကယ်တမ်းဆိုရင်ဒါတွေကပြည့်စုံအောင်ဒါဒီလိုမျိုးဖွဲ့စည်းတွေကိုဒါလှူတင်းတဲ့ပစ္စည်းတွေလှူရမှာပေါ့နော်ပစ္စည်းတွေပါကိုကပစ္စည်းတစ်ခုဝယ်ပြီးလှူနိုင်ပစ္စည်းတစ်ခုဝယ်ပြီးတော့အဲ့ဒီလိုမျိုးလှူပေးရမှာပေါ့နော်တကယ်တမ်းကျရင်ဒီလိုမျိုးအဖွဲ့အစည်းတွေအားလုံးမှာဒီပစ္စည်းတွေရှိဖို့ဆိုတာကတော့ဘယ်လိုပြောနိုင်ငံတော်ကြီးကဲတဲ့ပုံကိုယ်တွေနဲ့ဆိုင်တယ်ပေါ့နော်ဒါပေမဲ့နိုင်ငံတော်ကြီးကဲတဲ့ပုံကိုယ်တွေဆိုတော့လည်းအခုကလည်းမြန်မာနိုင်ငံကြီးကဖြစ်နေတာဟာတည်တဲ့အတိုင်းပဲပေါ့နော်မြင်တဲ့အတိုင်းပဲလုံးဝသုံးစားလို့မရတဲ့စာမတတ်ပေမတတ်တွေဆိုတော့ဒါတွေကိုလည်းသူတို့ကြိုမသိဘူးပေါ့နော်သူတို့တွေမမြင်ဘူးပေါ့နော်ဒါကြောင့်မို့လို့အခုလိုမျိုးတွေဖြစ်တာပေါ့နော်သူများနိုင်ငံကလာပြီးတော့ကူညီတဲ့အဖွဲ့တွေမှာကြည်မီးမမြင်မီးမရှိတဲ့ဟာမီးထွန်းတဲ့စက်တွေဟိုမှာပြီးရင်တန်ဖြတ်တဲ့စက်တွေအားလုံးဟိုမှာပါလာကြတယ်အဲ့ဒီလိုမျိုးပစ္စည်းတွေလက်နက်တွေစုံလင်းရှိထားမယ်ပြည့်စုံပြတ်သားမယ်ဆိုအရေးတဲ့အကြောင်းနဲ့ဆိုလို့ရှိရင်ဒါဘယ်လိုပြောမလဲမဆုံးရှုံးတဲ့အရာတွေမဆုံးရှုံးဘူးပေါ့နော်အဲ့လိုမျိုးဖြစ်ရမှာပေါ့နော်မျိုးတွေမို့တရားယူရတယ်တက်တော့လုံးသွားမှာအကုန်လုံးသွားမှာတရားယူအနေနဲ့ရှိတယ်ဟုတ်တယ်ရှင်းရပဲထုတ်မယ်နော်အဲ့ဒါကဲတွေ့တယ်ဟုတ်လားသူတို့လည်းရဲဆွင်ပြီးတော့လုပ်ပေးရတာပဲပေါ့နော်ဒီလိုမျိုးလူတွေကိုလည်းဒီလိုမျိုးပစ္စည်းတွေနဲ့ပတ်သက်ပြီးတာလူလို့ရတယ်လူတန်းတင်တယ်ဆိုတာကိုပြောပြတာပေါ့နော်အဲ့လိုမျိုးနေရာတွေမှာကြားရင်
ကြံ့ရလှူတာတွေမတွေးရဘူးပေါ့နော်ကြံတဲ့နေရာတွေမှာအများကြီးပေါ့နော်လှူတန်းလုပ်တယ်ဆိုတာကတော့ကျွန်တော်တို့မြင်နေပြောရမယ်ဆိုရင်တော့ကျောင်းနေဖရားတွေပဲဟိုဒါလည်းမျိုးတွေပဲလိုက်လို့မှကုသိုလ်ရတယ်ဆိုတာမဟုတ်ပါဘူးပေါ့နော်ကိုလှူတန်းရင်အားလုံးကုသိုလ်ရပါတယ်လို့နော်နောက်တစ်ခုကပြပြောချင်တာကတော့ငွေရေးကြေးရေးမပြည့်စုံတဲ့လူဥပမာပေါ့နော်မပြည့်စုံတဲ့မိသားစုတစ်ခုမှာဥပမာပညာရေးနဲ့ပတ်သက်လို့ထူးချွန်နေဆိုရင်တောင်မှအဲ့ဒီပတ်စံရှိတဲ့သူတွေအနေနဲ့အဲ့ဒီကလေးတွေကိုအဲ့ဒီကလေးကိုကပတ်စံလည်းရှိတယ်လှူနိုင်တယ်ဆိုရင်ဥပမာပေါ့သူ့ရဲ့ကျောင်းစရိတ်တွေပါတယ်ကိုကအဲ့လိုပုံစံမျိုးတွေလှူထားပေးတဲ့နေပေါ့နော်လှူထားပေးရင်လည်းဒီလိုမျိုးဟာတွေဆိုလို့ရှိရင်ပို့လို့တောင်ကုသိုလ်ရတယ်ကုသိုလ်တောင်မှပို့လို့ကောင်းတယ်ပေါ့နော်ဘာဖြစ်လို့ကုသိုလ်ကောင်းတယ်လို့ပြောချင်တယ်ဆိုလူဆိုတာကအချိန်တိုင်းအိုသွားမှာကိုကရွယ်ရှိနေတဲ့အချိန်မှာငွေရေးကြေးတတ်နိုင်လို့ကိုကအဲ့လိုမျိုးလုပ်တယ်ဆိုရင်နောက်ဆုံးအဲ့ဒီကလေးကြီးလာလို့တကယ်ပညာတတ်တွေပါဖြစ်သွားလို့သူ့ဘဝသူရုန်းကန်နိုင်တဲ့ချိန်ဖြစ်လာငွေရှာနိုင်တဲ့ချိန်ဖြစ်လာဆိုတနေ့ဆိုရင်အဲ့ဒီကျေးဇူးတွေကိုရှိကိုရောက်လာအောင်ပါဒါကတော့ဟိုကုသိုလ်လုပ်တဲ့နေရာမှာတော့မျှော်လင့်လို့တော့မရဘူးပေါ့နော်တနေ့ငါ့ကိုပြန်ပြီးပြုစုရမယ်ပြန်ပြီးတော့ကျေးဇူးဆက်ရမယ်ဆိုတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့စိတ်စားကြည့်လူချင်းအဲ့လိုမျိုးကူပေးတာဟာလဲကုသိုလ်ရတယ်ပေါ့နော်စိတ်စားကြည့်ပေါ့နော်ဘယ်လိုပြောမလဲဆိုလူဆိုတာကစဉ်းစားတွေးခေါ်တတ်တယ်လေတစ်ချိန်ကမပြည့်စုံတဲ့အချိန်တော့ကိုကိုအဲ့လိုမျိုးလုပ်ပေးတဲ့လူဆိုဘယ်သူမှတော့ကိုပေါ်ကျေးဇူးကမ်းမှုဆိုတာတော့ဒါတရားမှာကိုယ်ဆက်ရခိုင်နှုံးလောက်ပြောလို့ရတယ်ပေါ့နော်โอเคဗီဒီယိုလေးကတော့ရှည်သွားပြီပေါ့နော်နောက်ဗီဒီယိုကြမှာကျွန်တော်တို့ပြန်လဲဆက်ပြီးကြမယ်နော်